တရားရောက်တဲ့ဒီ Brian Napoli ကိုအနိုင်ပြခဲ့တဲ့ဂန်နွေမိုဒရစ်ရဲ့ AC Milan တနင်္ဂနွေည AC Milan နဲ့ Napoli တို့ပွဲစဉ်ကိုကြည့်ရင်းနဲ့အားလုံးလည်းရင်ခုန်ခဲ့ကြမယ်ထင်ပါတယ်။အိမ်ရှင် AC Milan ကတရားရောက်ပြီးတော့ကစားခဲ့ရပေမဲ့2-1နဲ့အနိုင်ရခဲ့တာကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းခဲ့တာပါ။ဒီပွဲနဲ့ပတ်သက်လို့အံ့ဩစရာအကောင်းဆုံးကတော့ Croatia ဂန်နွေလူကာမိုဒရစ်ရဲ့ထူးချွန်တဲ့စွမ်းဆောင်ရည်လို့ဆိုရမှာပါ။ AC Milan ကဒီရာသီအစမှာ Cremonese ကို 1-2 နဲ့ရှုံးခဲ့ပေမဲ့နောက်ပွဲတွေမှာအနိုင်ရလက်တွေကိုပုံစံကောင်းနဲ့ပြသနိုင်ခဲ့ပါတယ်။နာပိုလီကတော့ရာသီစာတွေကရှုံးပွဲမရှိပဲချန်ပီယံဆုအတွက်အဓိကပြိုင်ပွဲဖြစ်ရပ်တည်နေခဲ့တယ်။ဒီပွဲဇာတ်ထိတ်ဆုံး2သင်းရဲ့တိုက်ပွဲဖြစ်တာကြောင့်အနိုင်ရတဲ့သင်းကအမှတ်ပေးဇာတ်ထိတ်ဆုံးနေအောင်သိမ်းပိုက်နိုင်မဲ့အခွင့်အရေးရရှိခဲ့တယ်။ AC Milan ကကွင်းလေထိန်းချုပ်မှုအဓိကထားပြီးတော့ကစားသွားခဲ့။ပွဲစားကလေးက AC Milan လင်မြိုင်ပြည့်နဲ့ကစားခဲ့တာပါ။ပူလီစစ်ကဒီပွဲမှာတော်လေးခြေစွမ်းပြသွားခဲ့ပြီးတော့တကိုးသွင်းတကိုးဖန်တီးပေးခဲ့ပါတယ်။ပထမမိနစ်30မှာပဲ AC Milan က2-0နဲ့ဦးဆောင်နိုင်နေခဲ့တယ်။ပထမပိုင်းတစ်ခုလုံး AC Milan ပွဲကိုထိန်းချုပ်ထားပြီးတော့နာပိုလီကတော့ဂိုးပေါက်ကန်ခွင့်အတွက်တောင်မှတော်လေးရုန်းကန်ခဲ့ရတာပါ။ဒီလိုမှနာပိုလီကပြန်လည်တိုက်စစ်ဆင်လာခဲ့ပါတယ်။58မိနစ်မှာ AC Milan ဘယ်နောက်ခံလူဘာဗေအက်စတူမီနန်ကဂျိုဗန်နီဒီလိုရန်ဆိုဂိုးပေါက်လိုတဲ့ပိတ်သွင်းမှုအသင့်ဖြစ်နေတဲ့အချိန်မှာဆွဲလဲပစ်ခဲ့ပါတယ်။ဒိုင်လူကြီးအရင်ဆုံးဝါကတ်ပြခဲ့မယ်။ VAR ပြန်စစ်ဆေးပြီးတဲ့နောက်မှာဒိုင်အနီကတ်ဖြစ်နေပြောင်းလဲပြသခဲ့တာပါ။ဒီဖြက်ကပွဲအလဲပြောင်းဖြစ်လာခဲ့ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ iBet 89နဲ့ 5 Miss ကစားလို့တယ်ဆိုရင်တော့ Viber နံပါတ်39 454 569 465ကိုဆက်သွယ်လိုက်ပါ။ AC Milan ကတယောက်ရောက်ပြီးတော့10ယောက်နဲ့ကြိုင်းခဲ့ပြီးနာပိုလီကဖိအားပေးဖို့အခွင့်ပြန်ရခဲ့ပါတယ်။59မိနစ်မှာနာပိုလီကပယ်နယ်တီရခဲ့ပြီးတော့ Kevin De Bruyne ကပယ်နယ်တီကိုအေးဆေးဆုံးသက်က2-1ဖြစ်အောင်လို့ခြေပါကိုပြန်သွင်းခဲ့ပါတယ်။ဒီချိန်မှာနာပိုလီကတယောက်ပုံနေရကြောင်းဖိအားပိုပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ AC Milan ခန်းစစ်ကတော်လေးကိုကြစ်လက်ခဲ့ပြီးတော့ဂိုးထပ်မပေးအောင်စွမ်းဆောင်နိုင်ခဲ့တာပါ။ဒီဘက်မှာတကယ်ကိုထင်ရှားတဲ့ကစားသမားကတော့လူကာမိုဒရစ်ပါပဲ။အသက်40ရှိနေဖြစ်တဲ့ Croatia ကွင်းလက်ကစားသမားဟာ Real Madrid ကနေ AC ကိုအလွတ်နဲ့ပြောင်းရွှေ့လာပြီးတော့ AC Milan ရဲ့ကွင်းထဲမှာအဓိကကျတဲ့ကစားသမားဖြစ်လာခဲ့တယ်။ဒီဟာဒီမှာသူကပွဲ9ပွဲလုံးမှာပါဝင်ကစားခဲ့ပြီးစုစုပေါင်း449မိနစ်ကစားကသွင်းဂိုးတစ်ဂိုးနဲ့အတူဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးထားပါတယ်။အခုနာပိုလီနဲ့ပွဲမှာသူ့ရဲ့စွမ်းဆောင်ရည်ကပွဲရလဒ်ကိုဆုံးဖြတ်ပေးခဲ့တဲ့အချက်ဖြစ်ခဲ့ပါတယ်။မိုဒရစ်ရဲ့စွမ်းဆောင်ရည်ကိုကိန်းကတိုင်းနဲ့ကြည့်ရင်ပိုပြီးတော့ထင်ရှားပါတယ်။ဒီပွဲမှာသူကဘောလုံးထိကျ82ကြိမ်ဘောလုံးပြန်ဆိုင်မှု9ကြိမ်ဘောလုံးပေးဖို့ရမှာတိကျမှု61%ကြားပြလူမှု4ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ဘောလုံးထိကျ82ကြိမ်ဆိုတာပွဲထဲမှာဘောလုံးအများဆုံးထိတွေ့ခဲ့တဲ့ကစားသမားဖြစ်ပြီးတော့ဒါ AC Milan ရဲ့ပွဲထိန်းချုပ်မှုကိုပြသနိုင်ခဲ့ပါတယ်။ဒုပြင်တယောက်ရောက်သွားတဲ့ဒုတိယပိုင်းမှာသူ့ရဲ့ဘောလုံးပြန်လည်ဆယ်ယူမှုနဲ့ကြားပြလူမှုတွေကနာပိုလီရဲ့ဖိအားကိုပိတ်ဆို့ရမှာအဓိကကျခဲ့တာပါ။မိုဒရစ်ရဲ့ဘောလုံးပေးပို့မှု61%တိကျမှုနဲ့သူ့ရဲ့ကွင်းလယ်ဖန်တီးမှုကိုပြသနိုင်ခဲ့ပါတယ်။သူကပူလီစီရဲ့ဒုတိယဂိုးအတွက်အဓိကဖန်တီးသူဖြစ်ခဲ့ပြီးတော့ဘောလုံးခန်းစစ်ကနေတိုက်စစ်စီချိတ်ဆက်ပေးရမှာအမှားမရှိခဲ့ပါဘူး။မိုဒရစ်ရဲ့ဆရာထက်သန်မှုကလည်းပရိသတ်တွေကိုစိတ်ခွာပေးခဲ့တယ်။ဝယ်ပြီးဆုံးချိန်မှာသူကအသင်းသားတွေနဲ့တူပရိသတ်ကိုဝိုင်းမြောက်စွာနှုတ်ဆက်ပြီးတော့သူ့ရဲ့ဂုဏ်စာစွမ်းဆောင်ရင်က AC Milan ပရိသတ်တွေရဲ့နှလုံးသားကိုဖန်ဆားနိုင်ခဲ့ပါတယ်။ Real Madrid မှာချန်ပီယံလိ6ကြိမ်လာလီဂါ4ကြိမ်အနိုင်ရခဲ့တဲ့ဂန်နွေကစားသမားတယောက်အနေနဲ့အသက်ကြီးနေပေမဲ့ဒီလိုထိပ်တန်းစွမ်းဆောင်ရင်ကိုပြနိုင်တာကတကယ်ကိုချီးကျူးစရာပါ။ဒီနိုင်ရလက်ကြောင့် AC Milan ရမှန်12မှတ်နဲ့မပေးစရာထိပ်ဆုံးဂိုးကွာခြားချက်နဲ့တက်လှမ်းနိုင်ခဲ့ပါပြီ။နာပိုလီကလည်း12မှတ်ရထားပေမဲ့ဂိုးကွာခြားချက်မှာ AC နဲ့နဲနေလို့ဒုတိယနေရာမှာပဲရှိနေပါတယ်။ရိုမာလည်းဗီရိုနာကို2-0နဲ့နိုင်ခဲ့တာကြောင့်ရမှန်12မှတ်ရပြီး3သင်းအပြိုင်ဖြစ်နေခဲ့ပါတယ်။ဒီအသမား AC ကအမှတ်ပေးဖလားအိမ်မက်တော့အစွမ်းကုန်တိုက်ပွဲဝင်သွားမယ်ပုံပါ။ဒီအတွက်မိုဒရစ်ရဲ့စွမ်းဆောင်ရင်ကအဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်နေပါလိမ့်မယ်။ဇုံးလေးကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။